ချီတောင်းအောက်ပိုင်တိတ်နေတဲ့အသက်24နှစ်အရွယ်မိန်းကလေးကိုဖခင်တယောက်လိုခင်မင်ရင်းနှီးရတဲ့ဘေးအိမ်ကဦးလေးကြီးမှာသူ့အိမ်မှာထမင်းလိုက်ကြွေမဲ့ဆိုပြီးလင်ခေါ်သွားကမိန်းကလေးကိုအတင်းအာဓမပြုကျင့်ခဲ့ပါတယ်ဖြစ်စဉ်ကတော့9လပိုင်း4ရက်နေ့ကထိုင်းသတင်းတွေမှာဖော်ပြလာတဲ့ထိုင်းနိုင်ငံလူပူလီမျိုးမှာနေထိုင်တဲ့အသက်60အရွယ်နိုင်နာရိဆိုတဲ့လူကြီးဟာသူ့ရဲ့ဘေးအိမ်မှာနေထိုင်တဲ့မွေးရပါအောက်ပိုင်းတည်နေတဲ့အသက်24နှစ်အရွယ်မိန်းကလေးကိုထမင်းလိုက်ကြွေမဲ့ဆိုပြီးသူ့အိမ်ထဲကိုခေါ်သွားကမိန်းကလေးကိုအတင်းအာဓမပြုကျင့်ခဲ့ပါတယ်။နောက်ပြီးတရားခံဖြစ်သူအသက်60အရွယ်နိုင်နာရိဆိုသူဟာပြစ်မှုကျူးလွန်ပြီးနောက်မှာသူနေထိုင်တဲ့အိမ်ကနေထွက်ပြေးတိမ်းရှောင်သွားခဲ့ပါတယ်။အဲနောက်ပိုင်းမှာတော့မိန်းကလေးရဲ့အဖိုးနဲ့အဖွားဟာတရားခံရဲ့လုပ်ရက်နဲ့ပတ်သက်ပြီးတပ်ဆိုင်ရာကိုတိုင်ကြားခဲ့ပါတယ်။မနေ့တုန်းကတော့ထိုင်းရဲတပ်ဖွဲ့နဲ့ထိုင်းလူမှုကူညီရေးအဖွဲ့မှနင်းနာခဲ့ရတဲ့ခြေထောက်အောက်ပိုင်းတည်နေတဲ့အသက်24နှစ်အရွယ်မိန်းကလေးကိုကူညီဖို့အတွက်မိန်းကလေးရဲ့အိမ်ကိုသွားကစစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီးတပ်ဆိုင်ရာတွေရောက်သွားတဲ့အခါမှာတော့မိန်းကလေးဟာအာကိုတကြီးနဲ့ဝမ်းနည်းစွာငိုကြွေးခဲ့ပါတယ်။နောက်ပြီးပြစ်မှုကျူးလွန်ခဲ့တဲ့တရားခံဖြစ်သူအသက်60အရွယ်လူကြီးရဲ့အိမ်နဲ့မိန်းကလေးရဲ့အိမ်ဟာဘေးချင်းကပ်ဖြစ်ပြီးကြားထဲမှာပေ20ပဲခြားပါတယ်။နောက်ပြီးတီးရတာကမိန်းကလေးနဲ့အတူနေထိုင်တဲ့အဖိုးနဲ့အဖွားဟာမိန်းကလေးရဲ့အဖိုးအဖွားအရင်နေမဟုတ်ကြပဲမိန်းကလေးဟာမွေးကလေးကခြေထောက်အောက်ပိုင်းတည်နေတာကြောင့်မိဘတွေရဲ့စွန့်ပစ်တာကိုခံရပြီးအဖိုးနဲ့အဖွားဟာတနာလို့ခေါ်ယူမွေးစားထားတာဖြစ်ပါတယ်ဖြစ်စဉ်နဲ့ပတ်သက်ပြီးနင်းနာခဲ့ရတဲ့ခြေထောက်အောက်ပိုင်းတည်နေတဲ့မိန်းကလေးရဲ့အဖိုးဖြစ်သူပြောပြတာကသမီးလေးကိုချစ်လို့ငငယ်လေးကလေးကမွေးစားခဲ့တာဖြစ်တယ်အဖိုးနဲ့အဖွားမွေးထားတဲ့သမီးလေးကိုအခုလိုလောက်သွားတဲ့ဘေးအိမ်ကလူကိုလုံးဝမကြည့်နှက်ဘူးလုံးဝလက်ခံလို့လည်းမရဘူးနောက်ပြီးသမီးလေးဟာတရက်ခံဖြစ်သူအသက်60အရွယ်နာရေးဆိုသူကိုသူမရဲ့အဖေအရင်တယောက်လိုခင်တွဲပြီးအဖိုးနဲ့အဖွားကလည်းတရက်ခံဖြစ်သူနဲ့ရင်းနှီးလာတာကြပြီးဆိုတော့သူ့ကိုယုံကြည်စိတ်ချတယ်နောက်ပြီးဒီမတိုင်ခင်အရင်မှလည်းတရက်ခံဖြစ်သူဟာသမီးလေးကိုအခုလိုပဲခဏခဏဆိုသလိုသမီးလေးရဲ့တွန်လှဲကိုတွန်ပြီးသူ့အိမ်မှာသမင်းခေါ်သွားကျွေးနေကြဖြစ်တယ်နောက်ပြီးတရက်ခံဖြစ်သူဟာမိန်းမရှိပြီးသူ့မိန်းမနဲ့အတူနေထိုင်တာဆိုတော့အဖိုးနဲ့အဖွားဟာလည်းတရက်ခံကိုယုံကြည်စိတ်ချခဲ့မိတယ်ဒီလိုနဲ့ပြီးခဲ့တဲ့တကြံမှာတရက်ခံဖြစ်သူဟာအရက်မူလာပြီးအဖိုးနဲ့အဖွားမရှိတဲ့အချိန်သမီးလေးကိုအခါတိုင်းလိုပဲသူ့အိမ်မှာသမင်းကျွေးမဲ့ဆိုပြီးလင်ခေါ်သွားကအိမ်ထဲကိုရောက်တော့သမီးလေးကိုအတင်းအာဓမပြုကျင့်ခဲ့တာဖြစ်တယ်သမီးလေးအခုလိုကျူးလွန်ခံရတာအဖိုးနဲ့အဖွားတရက်ခံကိုယုံကြည်ခဲ့လို့သမီးလေးအခုလိုအဖြစ်ဆိုနဲ့ကြုံတွေ့ရတာဖြစ်တယ်လို့ခြေထောက်အောက်ပိုင်းတည်နေတဲ့မိန်းကလေးကိုမွေးစားခဲ့တဲ့အဖိုးနဲ့အဖွားမှာတပ်ဆိုင်ရာကိုပြောပါတယ်လက်ရှိမှာတော့ထိုင်းရဲတပ်ဖွဲ့ကတရက်ခံဖြစ်သူအသက်60အရွယ်နိုင်နာရေးဆိုသူကိုတပားသူကိုချုံနှောင်မှုအတင်းအာဓမပြုကျင့်မှုတို့နဲ့အမှုဖွင့်ထားပြီးတရက်ခံဖြစ်သူကိုအမြန်ဆုံးဖမ်းဆီးနိုင်အောင်အတွက်စုံတောင်းတိတ်ကိုလွှတ်ထားပြီးတရက်ခံကိုအမြန်ဆုံးဖမ်းဆီးနိုင်အောင်ကြိုးစားသွားမှာဖြစ်တယ်လို့ထိုင်းရဲတပ်ဖွဲ့ကပြောပါတယ်